皆さんこんにちは。ဒီနေ့ကတော့ဟိုတယ်ပညာဒါနဗီဒီယို day 22ပဲဖြစ်ပါတယ် walking ဆိုတာ walking ပေါ့နော်ဟိုရှိမှာတော့ပါပြီးပြီလားတော့မသိဘူးပေါ့နော်ယောက်ျားကိုစီတိတ်နိုင်ဆိုတာကဒီကြိုတင်ပိုကင်လောက်ထားတာမဟုတ်ဘဲနဲ့တိုပြီးခေါ်မိတဲ့တိုပြီးခေါ်မိရကြတော့သူကဓာတ်ရပါတာပြန်လို့ရှိရင်တော့ပေါ့နော်ဒီခုံထွက်လာတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့သူကဒီယောက်ျားကိုလောက်ထားတာမရှိပဲဓာတ်ရပဲချက်ချင်းပဲရောက်လာတာမျိုးပြောတာနော်တိုပြီးခေါ်မိတဲ့ဟိုတယ်ကိုဗာလဲအိုတိုဆူရဲတို့ဆိုရောက်လာတဲ့ရှူကူဟာကူကီဘိုရှာနော်ကိုတိုရောက်လာတဲ့ဧည့်သည်ကိုပြောခြင်းပဲဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ overbooking ဆိုတာကကြတော့ overbooking ကိုပြောတာ overbooking ကကြတော့ဆိုနိုဟိုတယ်လို့နော်အဲ့ဒီဟိုတယ်ရဲ့ပေါ့နော်ခါကူရှိဆဆိုတာအခန်းဆူဆိုတာအရေးအတွက်ခါကူရှိဆူဆိုတာအခန်းအရေးအတွက်ဤကျော်ဆိုတာကထပ်ပို့ပေါ့နော်အခန်းအရေးအတွက်ထပ်ပို့တယ်ရှုကူဟာကူရောရကူကိုပေါ့နော်ဒီတိုတင်ပိုကင်လောက်တာကိုဥခဲစခဲလူကိုတော့လက်ခံတာပဲဖြစ်ပါတယ်တဲ့အဲ့တော့ဒီအခန်းရှိတဲ့အရေးအတွက်ထပ်ပို့ပြီးတော့ပေါ့နော်လက်ခံလိုက်တာအဲ့ဒါကို overbooking လို့ပြောတာ一定数呢，如果下个 cancel လို့ဆိုတာကဒီ cancel လုပ်နိုင်မဲ့ဒီcancel လုပ်နိုင်မဲ့ဘယ်နှစ်ယောက်လောက်က cancel လုပ်နိုင်မဲ့ဆိုတဲ့ဟာကိုဗာလဲမိကွန်တဲ့ဤတို့ဘာမှမအဲ့ဒါမိကွန်တဲ့ဤတို့ဆိုတာကထည့်သွင်းစဉ်းစားတဲ့အချိန်ဖြစ်လို့ရှိရင်လေတဲ့မာချီကတဲ့ဥကေစကရှိတဲ့ဤတို့ဘာမှမအဲ့တို့မှားသွင်းသွားတဲ့အခြေအနေတွေလည်းရှိတယ်ပေါ့သူပြောချင်တဲ့တဘောကွာဥပမာဒီလောက်က cancel လုပ်နိုင်တယ်ဆိုပြီးတော့သူကဒီ booking လုပ်တာတွေကိုပို့ပြီးတော့လက်ခံထားမိတယ်ပေါ့နော်လက်ခံထားမိပေမဲ့လည်းပဲအဲ့ဒီချိန်မှာသူက cancel မလုပ်ဘဲနဲ့ကစားမလို့ပဲနဲ့ကြော်ရောက်လောက်ထားတဲ့သူတွေအကုန်လုံးကလာကြတယ်ကွာအဲ့မှာပို့ပြီးတော့သူကလက်ခံထားတယ်ပေါ့နော်ပို့ပြီးလက်ခံထားတဲ့ဟာတွေက overbooking တွေဖြစ်ကုန်อ่ะအဲ့ချိန်ကြလို့ရှိရင်တော့သူတို့ကနေပြီးတော့ဘာလုပ်ပေးလဲဆိုတော့နောက် hotel တစ်ခုကိုပေါ့နော်သူတို့ကနေပြီးတော့ဒီ hotel ကိုသွားလို့အဆင်ပြေပါလေဆိုပြီးတော့ပို့ပေးတာမျိုးတွေရှိရပေါ့နော်အဓိက overbooking ဆိုတာကကြတော့သူကကိုယ်မှာရှိတဲ့အခန်းအရေးအတွက်ထပ်ပို့ပြီးတော့ရော်ရကူလက်ခံတာအဲ့ဒါကို overbooking လို့ပြောတယ်နော်အဲ့ဒါလေးဒီဟာလေးသိထားရင်ရတယ်ပေါ့နော်ဟောကကြတော့ no show ကကြတော့ရော်ရကူကိုစီတေးလို့ okay ကိုဆာမက cancel လို့連絡キャンセル連絡なく当日になってもホテルに現れないこと予約をしているဆိုတာကဒီ booking လုပ်ထားတဲ့お客様がဧည့်သည်ကပေါ့နော် cancel 連絡なくဆိုတာက cancel လုပ်ပါတယ်လို့အကြောင်းမကြားဘဲနဲ့当日になってもအဲ့ဒီနေ့ရောက်လာတော့လည်းပဲ hotel に hotel ကိုဗာလဲ現れないことပေါ့နော်ပေါ်မလာတဲ့လူကိုပြောတာသူတို့ကအဲ့မှာ overbooking ဆိုတာအဲ့လိုမျိုးလူတွေပေါ့နော်အဲ့လိုမျိုးလူတွေကိုထည့်သွင်းစဉ်းစားပြီးတော့မှသူတို့ကဒီအပိုလက်ခံတာအဲ့ဒါကို overbooking နော်ဒါကကြတော့သူကဒီ booking လုပ်ထားပေမဲ့予約ကိုလုပ်ထားပေမဲ့လာမတဲတဲ့ဧည့်သည်အဲ့ဒါကို no show လို့ပြောတယ်နောက်တစ်ခု repeat ဟိုရှိမှာပါပါတယ်နော်ခရီးခါရေးရှင်းနော်โอเคကိုစားမှာထက်ကတလဲလဲလာတဲ့ဧည့်သည်ကိုပြောတာနောက်တစ်ခု skipper ဆိုတာက skipper ပေါ့နော် skipper ကကြတော့ရှုကူဟာကူဒိုင်ကင်ရဒီတဲခိုစိတ်ရိတ်တို့နောက်တစ်ခုလဲဆိုတိုရန်ဒိုင်ကင်နာတော့ပေါ့နော် restaurant မှာစားတောက်တဲ့အခကြီးငွေတွေကိုရှီဟာရာဝါဇနီဆိုတာကမပေးဘဲနဲ့နီကဲတက်ရှိမဦးဟီတုံတော့ခို့တော့ထွက်ပြေးတဲ့သူကိုပြောချင်တာတဲ့ဟိုတယ်ခါတို့စားတောက်ဆိုင်မှာစားတောက်တဲ့ခါတွေကိုမပေးဘဲနဲ့ထွက်ပြေးတဲ့သူကို skipper လို့ခေါ်တာနော်ရှီဟာရာဝါဇနီနီကဲတက်ရှိမဦးဟီတုံနော်အဲ့ဒါကိုတင်ရတာအဲ့ဒါ skipperနောက်တော့ garden view ကဟိုရှိမှာပါပါတယ်တင်ပြီးတာပါ garden view ဆိုတာကကြတော့ဒီပရင်းပေါက်ဖြစ်ပေါ့နော်ပရင်းပေါက်ကနေဖွင့်ကြည့်လိုက်တာပဲပြသူဝရန်နာလေးပါလို့ရှိရင်ပေါ့နော်ဝရန်နာကနေကြည့်လိုက်လို့ရှိရင်အရှိမနှိဝနော်ဒီgarden ပေါ့နော်garden ဥယျာဉ်ပါမယ်ပေါ့နော်အဲ့ဒါကိုသူ garden view လို့ပြောတာဒီမှာနောက်တစ်ခုတော့ပါသေးတယ်ဗာကြီးလေဒီကောင်က ocean view သူက umini manchester ဤတို့အဲ့တော့လည်းပြပါသွားတယ်နော် sea view ရောပဲရှိမှတင်ထားပြီးသား sea view တို့ ocean front တို့လည်းပါသေးတယ်နော် ocean view နဲ့ ocean front တို့နဲ့ဘယ်လိုကွဲလဲဆိုတာလည်းရှိမှတေချာရှင်းပြထားပါတယ်အဲ့တော့မပြောတော့ဘူးเนาะနောက်တစ်ခုကကြတော့extra bed လည်းပါပြီးသားလားမသိဘူး extra bed ဆိုတာကကြတော့ဒီဟိုမှာပေါ့နော်နှစ်ယောက်ရှင်ကလူလူမှုပဲဖြစ်တစ်ယောက်အခန်းပဲဖြစ်နှစ်ယောက်အခန်းပဲဖြစ်ပေါ့နော်အဲ့လိုအခန်းမှာကိုတို့တငယ်ချင်းတွေက3ယောက်ကွာဟိုတငယ်ချင်းတွေလာတာက3ယောက်အဲ့နဲ့သူကတပတ်အခန်းကိုကိုရီးယားငှားလိုက်မယ်တပတ်အခန်းငှားလိုက်ရတငယ်ချင်းက3ယောက်ဖြစ်နေတယ်ဆိုတော့နောက်ထပ်ကတင်တစ်လုံးထပ်တောင်းမယ်အဲ့ဒီဟာကိုသူက extra bed လို့ပြောတယ်ပေါ့နော်ဒီမှာစီကတဲ့ပေါ့နော်ထပ်ပေါင်းပြီးတော့ iredu bed တော့ကတော့ထပ်ပြီးတော့ထဲတဲ့ကတင်ကိုပြောချင်းဖြစ်ပါတယ်အဲ့ဒါက extra bed နောက်တစ်ခုking size bed တို့ king size bed နော် king size bed ဆိုတာက king size bed က double ပဲနော်သူက double bed ကိုမှနည်းနည်းကြီးတယ်အဲ့ဒါကို king size bed တို့အရှိမှာပါပြီးသား king size ရော queen size ရောရှိမှာပါတယ်နောက်ကကြတော့ waking up ကိုလို့ကြတော့ shuku haku kyaku နော်ဧည့်သည်ရဲ့ပေါ့နော်ဧည့်သည်ရဲ့ kibo suru jikan နီသူတို့ပြောတဲ့အချိန်မှာပေါ့နော်လူချင်းတဲ့အချိန်မှာ kyaku shisu နီအခန်းကိုအခန်းမှာရှိတဲ့ဒန်းဝကိုခါကဲဖုန်းကိုဆက်ပြီးတော့ okoshite kureru service ဆိုတာကနှုတ်ပေးရတဲ့ service ကိုပြောပါတယ်တဲ့iwayuru နောက်တနည်းအားဖြင့်ဆိုရင်ဘာလို့လဲခေါ်လဲဆိုတော့ morning call လို့ this morning call လို့လည်းခေါ်ပါတယ်တဲ့အဲ့တော့ wake up call လို့ဆိုတာကအဲ့ဒီโอเคကူဆာမပေါ့နော်ရှုကူဟာကူခါကူပဲဖြစ်ဖြစ်โอเคကူဆာမဧည့်သည်ကနေပြီးတော့ကျမတို့ဒီအချိန်မှာဖုန်းဆက်ပြီးတော့နှုတ်ပေးပါဆိုလို့ရှိရင်လုပ်ပေးရတဲ့ service ကိုအဲ့ဒါကဘာလို့ခေါ်လဲဆိုတော့ waking up call လို့လည်းခေါ်တယ်နောက်တစ်ခုကကျတော့ morning call လို့လည်းခေါ်တယ်နောက်တစ်ခု ramp up
ရန်ပတ်ကူကပါနော်ရန်ပတ်ကူကကြတော့အိုကျာကူဆာမကဧည့်သည်ကပေါ့နော်ရန်ဂျီစရှုကူဟာကူစရုことရန်ဂျီစရှုကူဟာကူကိုတည်တည်ချာချာမှတ်ပါရန်ဂျီစဆိုတာကရက်ဆက်တိုက်ရှုကူဟာကူဆိုတာတဲကိုတယ်ပေါ့နော်ရက်ဆက်တိုက်တဲကိုတာကိုခေါ်တယ်ပေါ့နော်စာစုကိုတော့ပြောတဲ့စကလုံးပဲဖြစ်ပါတယ်တဲ့ရန်ပတ်ကူဆိုတာကရက်ဆက်တိုက်တဲကိုတာကိုပြောတဲ့စကလုံးဖြစ်တယ်အဲ့တော့ဒီဟာကိုအတိတည်ချာချာမှတ်တာပေါ့နော်ခန်းကြီးဝတ်တခါတဲ့မျက်လုံးထဲမှာဆွဲနေအောင်မှတ်တာရန်ဂျီစရှုကူဟာကူဆိုတာကရန်ပတ်ကူကိုပြောတဲ့ကိုတော့ပါနော်